မင်္ဂလာပါချစ်တို့ရေနော်အခုသမီးပြလာစားရပေါ့နော်အလောက်ကနေပြလာတာပေါ့နော်ချစ်တို့ဒီနေ့တနေ့ကိုသမီးမစားဖြစ်ဘူးနော်ဒီနေ့မမပဲစားတယ်နှခါမနေ့တော့တစ်ချိန်ညတော့တစ်ချိန်ခုမှသမီးပြလာစားရပေါ့နော်ဘာလဲလားစိတ်သားလာမပြီးဘူးနော်ဟိုကိုဘာလဲကိုကချက်ကျွေးတယ်ပေါ့နော်ဒီမှာနော်သမီးစားမဖြစ်ပါတယ်စိတ်သားလို့ထင်ပါတယ်နော်စိတ်သားပါလေမဲနော်ဘယ်အသားပဲဖြစ်မယ်ပေါ့နော်ကျမတို့စိတ်သားရကြိုက်တယ်စားပါကိုလည်းရကောင်းတယ်သူချက်ဟေးမြေလားစားကောင်းတယ်အခုစိတ်အခုမှန်ရောအခု好了好了老来了တရက်သွားတော့နေမကောင်းနေရက်သွားတော့နေမကောင်းအလုံးလဲချိန်မှာအမြဲတမ်းနေမကောင်းဖြစ်နေဆိုတော့အစိမပြေတော့လောက်ရမလားမလောက်ရတော့လားစဉ်းစားလို့မရတော့ทำไมซาร่าไม่ใช่หรอน้องซาร่า